ဝပစ္စည်းအနေပြီးတော့ကျမတို့ကိုဝက်မွေးဖို့အတွက်နီးပညာတွေပေးတယ်တင်တန်းတွေပေးတယ်ပြီးတော့လည်းပဲကျမတို့ဝက်ပစ္စည်းအနေပြီးတော့ဝက်မဒန်းလေးတစ်ကောင်ပံ့ပိုးပေးတယ်ကျမတို့အဲ့ဒီဝက်မဒန်းလေးဈေးရသွားတဲ့ခါကျတော့3လကြော်လေးမှာ10ကောင်ကျော်ပေါက်တယ်10ကောင်ကျော်ကနေပြီးတော့ကျမတို့တချို့တဝဲကတော့ကျမတို့ဝဲရောင်းလိုက်တာပေါ့တချို့တဝဲကကျမတို့ကြီးအောင်ဆိုပြီးတော့ကျမတို့ပြန်မွေးလိုက်တယ်ပြန်မွေးလိုက်တဲ့အခါကျတော့အဲ့ဒီရောင်းလိုက်တဲ့ဝဲကလေးတွေကိုကျမတို့စာဝတ်နေရေးအတွက်သုံးတယ်အာစီကလေး2ယောက်ကိုလည်းပညာရေးအတွက်ထောက်ပံ့ပေးတယ်စာဝတ်နေရေးအတွက်ထောက်ပံ့ပေးတယ်အဲ့ဒီကြံတဲ့ဝက်ကလေးတွေကြတော့ကျမတို့ဆက်လက်ပြီးတော့မွေးလိုက်တယ်အဲ့ဒီဝဲတွေကိုမွေးမြူရတဲ့အခါကျတော့အောင်မြင်သွားတာပေါ့နည်းနည်းပါးပါးအောင်မြင်သွားတယ်အောင်မြင်ရတဲ့ခါကျတော့ကျမလူမှုရေးကိစ္စမှာလည်းပဲကျမတို့ပူပေါင်းပါဝင်လာနိုင်တယ်အရင်တော့အဆုံနည်းနည်းပါးပါးပဲပူပေါင်းပါဝင်လာတယ်အခုတော့တော်တော်လေးတော့ပူပေါင်းပါဝင်လာတယ်လေအခုလိုမျိုးဝေါ်ပစ္စည်းချမှတ်ပေးလိုက်တဲ့ဝဲတကောင်ကနေပြီးတော့ကျွန်တော်ကအခုဝက်ဆရောင်းဆိုင်အဆင့်ထိကိုကျွန်တော်အလုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်နိုင်တယ်ကျွန်တော်ရဲ့မိသားစုစားဝတ်နေရေးအပြင်တာသမီတွေရဲ့လိုအပ်ချက်ထူးသဖြင့်ကျွန်တော်ဒါမော်ဆွေထက်ထိုးဝင်ရမတန်ဆွမ်းတဲ့ကလေးပေါ့အဲဒါကြောင့်မို့သူ့ရဲ့လိုအပ်မှုတွေကိုစားဝတ်နေရေးကျန်းမာရေးအစလောလောဖြစ်စီပေးနိုင်တဲ့အတွက်လည်းပဲဝမ်းသာမိပါတယ်